ပွဲနိုင်ပြီးရင်လော်ရီမော်တက်နောက်ပြန်ဂျွန်ထိုးထိုးချနေလို့မြန်ကပ်ပုံမှန်နဲ့ပွဲပဲခံလိုက်ရတဲ့ Justin Gaethje ပြည်သမလုံးမဲ့မင်္ဂလာပါများလက်ဝဲ Supreme ကတင်ဆက်နေပါတယ် UFC လောကမှာကြီးအကောင်းဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး fighter ကိုပြပါဆိုရင်တော့ Justin Gaethje ကိုဘယ်သူမှကြော်လို့မရပါဘူး The Highlight ဆိုတဲ့သူရဲ့နာမည်ပြောင်းအတိုင်းပဲသူတို့များပွဲတိုင်းဟာအကောင်းဆုံးပွဲ Fight of the Night ဖြစ်လေရှိသလိုနိုင်ပြင်ပြလို့လေရှိတဲ့လောင်ရီမော်ကနောက်ပြန်ဂျွန် Backflip အောင်ပွဲခံဟန်ကလေသူရဲ့မှတ်သားတစ်ခုဖြစ်နေပါပြီ Gaethje က UFC ကိုမရောက်ခင် World Series of Fighting WSOF မှာကစားစဉ်ကလေနာမည်ကျော်ချန်ပီယံတဦးဖြစ်ပါပြီ2016ခုနှစ်မတ်လမှာကျင်းပခဲ့တဲ့ WSOF 29ပွဲစဉ်မှာပြိုင်ဘက် Brian Foster ကိုဒူအောက်ပိုင်းကန်ချက်တွေနဲ့အလဲထိုးနိုင်ယူပြီးတော့ Gaethje ထုံးစံတိုင်းပဲလောင်ရင်စကားပေါ်တက်ပြီးတော့နောက်ပြန်ကျွန်းထိုးခဲ့ပါပြီဒါပေမဲ့ဒီပွဲကျင်းပတဲ့ California ပြည်နယ်လက်ဝဲကော်မရှင် CSPC က Gaethje ကိုဒီလိုမလုပ်ဖို့ကြိုတင်သတိပေးခဲ့တာဖြစ်ပါပြီဂါဒီကအရင်ညွှန်ကြားချက်ကိုကွေးမဆိုင်ဘဲနဲ့ကုန်ချခဲ့တဲ့အတွက်ကော်မရှင်ကသူ့ကိုတမတ်ရမရှိပွဲပဲပြစ်ဒဏ် indefinite suspension ချက်ချင်းချမှတ်လိုက်ပါတော့ကော်မရှင်ရဲ့အမြင်မှာတော့ဒီလိုမျိုးခုံချတာကအောင်မဲခန္ဓာထက်ပိုပြီးတော့အနေအများလို့ယူဆပါရီGaethje ကိုရိုင်းတန်ရရှိနိုင်တယ်လို့လောင်ရင်ထဲမှာရှိနေတဲ့ပြိုင်ဘက်တန်လူကြီးနဲ့တာဝန်ရှိသူတွေကိုပါထိမိခိုင်းမိရှိနိုင်ခြင်းများပါရီအဲဒါကြောင့်မလို့ဒါက unsportsmanlike conduct အားကစားသမားမဆန်တဲ့အပြုအမူဖြစ်ပြီးတော့ကွင်းတွင်ဘေးကင်းလုံခြုံရေးကိုချင်းချောက်တယ်လို့သတ်မှတ်ခဲ့တာဖြစ်ပါရီဒါပေမဲ့ဒီပွဲပဲပြည်ထောင်ကတရက်ပဲကြာခဲ့တာပါနောက်တစ်နေ့မှာကော်မရှင်ကညွှန်ကြားမှုနဲ့ Gaethje တို့စကားပြောဆိုညှိနှိုင်းဆွေးနွေးပြီးတဲ့နောက်မှာတော့ပြည်ထောင်ကိုပြန်လည်ရုပ်သိမ်းပေးခဲ့ပါရီများ